အခက်ခဲတွေဆိုတာလေသိလားကိုယ်လဲကြဖို့အတွက်ရောက်ရှိလာတာမဟုတ်ဘူးဗျတချို့အခက်ခဲတွေကကိုယ့်ကိုပို့ပြီးတော့ခိုင်မာတဲ့သူတယောက်ဖြစ်ဖို့ကိုယ့်ကိုပို့ပြီးတော့ထူးချွန်တဲ့သူတယောက်ဖြစ်ဖို့ကိုယ့်ကိုစမ်းသက်တဲ့သဘောနဲ့ရောက်ရှိလာတတ်တယ်ဆိုတာကိုကျွန်တော်အရင်ဆုံးပြောချင်တယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တားတော့မင်းအက်ကဖြစ်ပါတယ်များအပတ်စဉ်တနင်္ဂနွေနေ့တိုင်းတင်ဆက်ပေးနေကြကျွန်တော်ရဲ့မူပိုင်းအစီအစဉ်ဖြစ်တဲ့မင်္ဂလာရွှေစကားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်အနေနဲ့အရန်ကိုပေါ့နော်ဟောရတာအာရပါရပြောစရာကောင်းတဲ့သတင်းစကားလေးတွေအများကြီးကျွန်တော်ပါခြင်းတယ်ပေါ့နော်အခုတလုံးမှာပေါ့နော်ကျွန်တော်အနေနဲ့သိရမှာစိတ်မကြည်မလင်ဖြစ်နေရတဲ့သူတွေစီးပွားရေးလူမှုရေးတန်ရုံးတင်ရေးရမြေတားရေးရစရှိတဲ့ပြင်ပေါ့နော်ကျွန်တော်နေမှာကိုယ့်အတွက်ပေါ့နော်ဒီလိုမျိုးအစင်မပြေမှုတွေကြုံတွေ့နေရတယ်ဆိုရင်မကြခင်ပေါ့နော်ကျွန်တော်အနေနဲ့ဒီတစ်ပတ်အတွင်းမှာမနှက်ဖန်တိုင်းကတင့်အတွက်မျော်လင့်ချက်အသစ်တွေပျော်ရွှင်စရာသတင်းကားအသစ်တွေနဲ့စတင်တော့မှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီတစ်ပတ်မှာဆိုရင်ပေါ့နော်ငွေကြီးဘိုင်းတွေမှာဆိုရင်ကျွန်တော်တို့ငွေရွှင်နေတဲ့လက္ခဏာတွေကိုတွေ့ရတယ်ပြီးရင်လည်းပေါ့နော်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့အလုပ်တွေကိုယ့်ရဲ့လုပ်ငန်းဝင်တွေကနေပြီးတော့ဘာလို့ကိုယ်ဘောနဲ့ရတာမျိုးတွေမုတ်ဘိုးရတာမျိုးတွေဘာလို့ကျွန်တော်ပြောတာလာကုန်တော့မှမလို့လာသာထုတ်တာပြောတာမဟုတ်တော့တချို့ကပြောလဲမပြလာသာထုတ်တော့ပတ်စံရပါဘူးအဲ့လိုမဟုတ်ဘူးနော်ကိုယ့်ရဲ့လုပ်ငန်းဝင်တွေကနေပြီးတော့ကိုယ်ဘောနဲ့ရတာမျိုးတွေလက်ဆောင်ပစ္စည်းရတာမျိုးတွေကိုယ့်ရဲ့အကြီးကဲတွေဒီကနေပြီးတော့လက်ဆောင်ရတာမျိုးတွေဒီတစ်ပတ်မှာသိကြပါကြုံတွေ့ရစရာရှိပါတယ်ဗျအထူးသဖြင့်တော့ကျွန်တော်တို့ငွေရေးကြီးနဲ့ပတ်သက်ပြီးအရန်ကံကောင်းနေတတ်တာကိုတွေ့ရတယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ထူးထူးဆန်းဆန်းဘာတွေ့ရလဲတချို့လူတွေပေါ့နော်အခုချိန်မှာစာမိုးဝဲဖြည့်ဆို့ထားတဲ့သူတွေရှိရင်အောင်မြင်မဲ့ဗီဇာပတ်စပို့နိုင်ငံခြားသွားဖို့လုပ်နေတဲ့သူတွေအောင်မြင်တရားတွေအများကြီးရှိတယ်နောက်ပြီးကြရင်ကျွန်တော်တို့အထူးထူးဆန်းဆန်းပေါ့နော်ကိုယ့်အနေနဲ့ဒီအပတ်တွေတန်းမှာပေါ့နော်ကျွန်တော်အနေနဲ့အလူတန်းကိစ္စတွေလည်းပြုလုပ်ရတတ်ပါတယ်ဗျအလူတန်းကိစ္စတွေပြုလုပ်ရပြီဆိုရင်တင့်ရဲ့ကံသာတာတွေကောင်းမွန်နေပြီလို့သိကိုယ်သိမှတ်ယူရမှာဖြစ်ပါတယ်ဗျ sorry ပါအချင်းမြတ်တာရေးမှာဆိုလဲပေါ့နော်ကျွန်တော်တို့အနေနဲ့စင်ငယ်လေးတွေဆိုရင်ပေါ့နော်ကိုယ့်ပေါ်မှာပေါ့နော်အမကြီးအမိယာမေတယောက်လိုပေါ့နော်ကိုယ့်ပေါ်မှာစောင်းရှောက်ပေးနိုင်တဲ့သူတွေပေါ့နော်ယောက်ျားလေးဆိုရင်တော့မာကြီးမိယာပေါ့မိန်းကလေးဆိုရင်တော့ကိုယ့်ပေါ်မှာအကူလိုဖလိုပြုစုစောင်းရှောက်ပြီးတော့ကိုယ့်ပေါ်မှာလုံစိတ်လုံခြုံမှုအပြည့်အဝပေးတတ်တဲ့ကိုယ့်တက်ရင့်ကျက်တဲ့သူမျိုးနဲ့စုံတွေ့ရတတ်ပါတယ်ဗျကျွန်တော်ချစ်သူရည်သားရှိပြီးသားပြည်နေအိမ်အောင်တွေဆိုရင်တော့ဘာလို့ကျွန်တော်အနေနဲ့ပျော်ရွှင်စရာပြားရည်စမ်းတဲ့အချစ်ရဲ့အရသာလေးတွေကိုဒီတစ်ပတ်အတွင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့ခံစားရမှာဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာတော့ကျွန်တော်အနေနဲ့ပေါ့နော်အားလုံးခြုံကြည့်တဲ့နေရာမှာပျော်စရာသတင်းစကားတွေကြီးနေပဲဖြစ်တဲ့အတွက်ကျွန်တော်ပြောတဲ့ positive energy ကိုပျော်ပျော်ရွှင်ရွှင်ကြီးလက်ခံရယူပြီးတော့ဒီမင်္ဂလာရွှေစကားအစီအစဉ်လေးကိုလည်း like and share လေးလုပ်ပေးသွားကြပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်ကောင်လေးကိုလည်း follow မလုပ်ရသေးဘူးဆိုလည်း follow လေးလုပ်ပေးကြပါအောင်အားလုံးပဲကျွန်တော်နာမည်တော့ပါမင်းအက်ကဖြစ်ပါ